ယခုချိန်မှာယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာတမန်ကျမ်းစာတော်မြတ်ဖတ်ကြားခြင်းနဲ့အတူသရုပ်ဖော်တင်ဆက်ခြင်းပြုလုပ်သွားမှာဖြစ်ပါတယ်ယခုဖတ်ရမယ့်ကျမ်းပိုက်တွေကတော့ကျွန်ုပ်တို့ချစ်မြတ်နိုးရပါသောဘုရားသခင်နှုတ်တော်ထွက်နှုတ်ကပတ်တော်မြတ်မှာကောင်းနှုတ်ထားခြင်းဖြစ်ပါတယ်ကြည့်ရှုလောကောင်းကင်တဲ့နဲ့မြေကြီးတစ်ကိုငါဖန်ဆင်းမယ်အတိတ်မှအဖြစ်ပြတ်တို့ကိုမှတ်မိတော့မီမဟုတ်စိတ်ထဲဝင်လာတော့မီမဟုတ်ကြည့်ရှုလောဂျေရုရှလင်မြို့ကိုပျော်ရွှင်ဖွယ်ရာမြို့အဖြစ်မြို့သားတို့ကိုဝမ်းမြောက်သောသူများအဖြစ်ငါဖန်ဆင်းသည်ဖြစ်၍ငါဖန်ဆင်းသောအရာ၌အစင်ထာရဝမ်းမြောက်ရှင်လန်းကြလော့ငါသည်လေဂျေရုရှလင်မြို့ကြောင့်ရှင်လန်းမည်ငါဤလူတို့ကြောင့်ဝမ်းမြောက်မည်ထိုမြို့၌ငိုကြွေးသံအော်ဟစ်သံကိုကြားရတော့မည်မဟုတ်ထိုရက်၌ရက်အနှဲငယ်သာအသက်ရှင်ပြီးတည်သွားသောနိုးဆိုကလေးတတန်းစီမနေရသောလူကြီးဟု၍ရှိတော်မည်မဟုတ်အသက်တရာအရွယ်၌ကွယ်လွန်သောသူကိုလူငယ်ဟုသာမှတ်ရမယ်အသက်တရာမနေရသောသူသည်ကျင့်ချင်းခံရသောသူဖြစ်၏သူတို့သည်အိမ်ကိုစောက်ပြီးနေထိုင်ကြမယ်စပစ်ချံကိုလည်းစိုက်ပြီးအသီးကိုစားကြမယ်သူတို့စောက်သောအိမ်၌အခြားသူနေရမည်မဟုတ်သူတို့စိုက်သောစပစ်သီးကိုလည်းအခြားသူစားရမည်မဟုတ်ငါလူတို့၏တက်တန်းသည်တစ်ပင်၏တက်တန်းတမျှရှည်မယ်ငါရွေးချယ်သောသူတို့သည်သူတို့လက်ဖြင့်လှုပ်ဆောင်သောအရာကိုရေရှည်အကျိုးခံစားရမယ်သူတို့၏ကြိုးစားအားထုတ်မှုသည်အချီးနှီးဖြစ်မည်မဟုတ်သူတို့မွေးဖွားသောသားသမီးများဒုက္ခရောက်မည်မဟုတ်အကြောင်းမူကားသူတို့သည်ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံရသောအမျိုးအနွယ်ဖြစ်လိမ့်မယ်သူတို့နဲ့အတူသူတို့သားမြေးတို့လည်းကောင်းချီးမင်္ဂလာခံစားရလိမ့်မယ်သူတို့မခေါ်မီငါထူးမယ်သူတို့တောင်းလျှောက်နေစဉ်ငါနားထောင်မယ်ဝင်းပလွေနဲ့သိုးကလေးတို့အတူအစာစားကြမယ်ရှင်သိပ်သည်နွားကဲ့သို့ကောက်ရိုးကိုစားမယ်မွေသည်မြေမုတ်ကိုစားမယ်ငါဤတန့်ရှင်းသောတောင်တထောင်လုံးကိုထိခိုက်ဖျက်ဆီးကြမည်မဟုတ်ဟုမိန့်တော်မူ၏ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဂရုဏာတော်အစဉ်မြဲတည်သည်ဟုဣတိလအမျိုးဝန်ခံစေထာဝရဘုရားသည်ငါဤအစွမ်းတတ်သည်ငါတခြင်းဆိုရာအကြောင်းငါကိုကယ်တင်ခြင်းအကြောင်းဖြစ်တော်မူ၏ဖြောင့်မတ်သောသူတို့၏နေရာ၌ဝမ်းမြောက်ခြင်းအတန်နှင့်ကယ်တင်ခြင်းအတန်ရှိ၏ထာဝရဘုရား၏လက်ရာလက်တော်သည်ကြီးသောအမှုကိုပြု၏ထာဝရဘုရား၏လက်ရာလက်တော်သည်ချီးမြှင့်လျက်ရှိ၏ထာဝရဘုရား၏လက်ရာလက်တော်သည်ကြီးသောအမှုကိုပြု၏ငါမတေရသေးအသက်ရှင်၍ထာဝရဘုရား၏အမှုတော်တို့ကိုကြားပြောရအောင်မယ်ထာဝရဘုရားသည်ငါကိုကြက်သေးစွာဆုံးမတော်လဲဒေချင်း၌အတော်မမူသည်ဖြောင်းမချိတကားတို့ကိုငါအားဖွင့်ကြားငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရမည်ဤတကားသည်ထာဝရဘုရား၏တကားဖြစ်၏ဖြောင်းမသောသူတို့သည်ဝင်ရကြ၏ကိုတော်ကိုအကျွန်ုပ်ချီးမွမ်းပါမည်အကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏စကားကိုနားထောင်၍
အကျွန်ုပ်ကိုကယ်တင်တော်မူ၏တိုက်ကိုတီလုတ်သောသူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောက်အထွတ်ဖျားသို့ရောက်ပြန်၏ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ငါတို့မျက်မှောက်၌လည်းအံ့ဩဖွယ်ဖြစ်၏ဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဥပုပ်နေ့လွန်ပြီးနောက်ရက်သက်တပိုင်ပထမနေ့အာယုန်တက်ချိန်၌မာဂရမာရီနှင့်အခြားသောမာရီတို့သည်တင်းချိုင်တော်သို့တွားကြ၏ထိုစဉ်အလွန်ပြင်းထန်သောငလျင်လှုပ်သည်အကြောင်းကိုကထရဖျိုက်ကောင်းကင်နမန်သည်ကောင်းကင်မှဆင်းလာ၍ကြောက်တုံးကိုလှိမ့်ဖဲ့ကာ၎င်းပေါ်၌ထိုင်လေ၏သူ၏အစင်းတံသည်လက်စည်းလက်တကဲ့သို့ဖြစ်ပြီးသူ၏အဝတ်သည်နင်းပွင့်ကဲ့သို့ဖြစ်၍အဆောင်တို့သည်ကောင်းကင်နမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍လူတီကဲ့သို့ဖြစ်သွားကြ၏在去你烧的耶稣给你是allow the sick at the 耶稣ကြောက်ရွံ့ခြင်းမရှိကြနဲ့သင်တို့သည်လက်ဝါးကတိုင်ပေါ်မှာတင်ချင်းခံရသောယေရှုကိုရှာနေကြတာငါသိတယ်ကိုတော်သည်အိန္ဒိယ၌မရှိအကြောင်းမူကားမိန်တော်မူသည့်အတိုင်းချားမြောက်တော်မူပြီကိုတော်လျောင်းတော်မူခဲ့တဲ့နေရာကိုလာကြည့်ကြလော့အလင်းမြန်သွားပြီးတပည့်တော်တို့ဟာကိုတော်သည်တည်တော်သူထဲမှချားမြောက်တော်မူပြီကြည့်ရှုလော့ဂါလိလဲနယ်သို့သင်တို့ထက်အလင်းဦးစွာကြွားနေတော်မူပြီသင်တို့သည်ထိုရက်၌ကိုတော်ကိုတွေ့မြင်ကြလိမ့်မယ်လို့ပြောကြကြလော့သင်တို့အားယခုငါပြောပြီမင်္ဂလာပါကြောက်ရွံ့ခြင်းမရှိနဲ့တွား၍ငါညီကိုတို့အားဂါလိတဲ့နယ်တို့တွားရန်ပြောကြကြလော့ထိုနေရာ၌သူတို့သည်ငါကိုတွေ့မြင်ရကြလိမ့်မည်ထပါတေမြင်မောင်းနိုင်သည်ယေရှုကိသေရှင်သာမြောင်ရနေမျိုးကြီးယေရှုthe king ရန်သူများဘုံချီအောင်မြင်ပြီနိုင်ငံရတဲ့ဘာအောင်မြင်လက်ကကြွားလာတရှင်သူနဲ့ဆူဆန်းတရှင်ထာဝရထားမြောက်ပြီဟာလေလုယာထားမြောက်ပြီအားလုံးတည်စုချီးမွမ်းကြစို့ထားမြောက်ပြီရန်သူများဘုံချီအောင်မြင်ပြီနိုင်ငံရတဲ့ဘာအောင်မြင်လက်ကကြွားလာရှင်သူနဲ့ဆူဆန်းတဲ့ရှင်သာဝရထားမြောက်ပြီဟာလေလုယာထားမြောက်ပြီ And he shall reign forever and ever And he shall reign forever and ever And he shall reign forever and ever Lord of Lords, Kings of Kings, and Lord of Lords. Hallelujah, 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 hallelujah.
ယေရှုတင်နဲ့ဖျားရှင်ကောင်းချီးပေးပါစေ။